안녕하세요, 민글라와 같이 랜니 산다하니 조술라이 파레. Subscribe လုပ်ပြီးတော့ notification on ထားပေးပါနော် Basic Korean lesson D3 နေ့ဖြစ်ပါတယ်ဒီနေ့မှာတော့အရှိက D1 နဲ့ D2 မှာသင်ခဲ့တဲ့အကြောင်းသင်ခန်းစာအကြောင်းတစ်ခုပေါင်းစပ်သွားမှာဖြစ်ပါတယ်အဲ့တော့ D1 မှာသင်ခဲ့တဲ့ given moon vowel တွေနဲ့ D2 မှာသင်ခဲ့တဲ့ given down consonant တွေ B တွေပေါ့နော်အဲ့ဒါတွေပေါင်းစပ်ပြီးတော့မှသင်ခန်းစာအသစ်သင်တော့မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာဆိုရင်ဒီကာနာတာရာမဘာစာအကြချာခထဖဟာဒါတွေနဲ့အာယာအောယောအိုယိုဥယူအီဒီယာကိုပေါင်းစပ်ထားမှာဖြစ်ပါတယ်အဲ့ဒါပထမဆုံးဒီကာနဲ့ပေါင်းမယ်ပေါ့နော်ကာနဲ့ယာနဲ့ပေါင်းတော့ကာနဲ့ယာနဲ့ပေါင်းကြာကာနဲ့အောနဲ့ပေါင်းတော့ခေါ်ကာနဲ့ယောနဲ့ပေါင်းတော့ကျော်ကာနဲ့အိုနဲ့ပေါင်းတော့ကိုကာနဲ့ယူနဲ့ပေါင်းတော့ကျူကာနဲ့ဦးနဲ့ပေါင်းတော့ကူကာနဲ့ယူနဲ့ပေါင်းတော့ကျူကာနဲ့အနဲ့ပေါင်းတော့ခကာနဲ့အီနဲ့ပေါင်းတော့ကီပြန်ပြောကြအောင်ခါကျာခေါ်ကျော်ကိုကျူကူကျူခကီအဲ့ဆိုရင်တချို့စကားလုံးလေးကိုပေါင်းလို့ရပါတော့နော်ကာအိုကိုကာအီကီကိုကီဒါအာပေါ့နော်အာဆိုရင်အာနဲ့ပေါင်းတော့အာကာအီကီအာကီကာနဲ့ဦးနဲ့ပေါင်းတော့ကူနော်ဦးကူအဲ့ဒီအတန်တွက်လေးတွေသိချာထွက်မယ်နော်ကူအဲ့တော့ကိုကနန်းအခေအကူပေါ့နော်အဲ့တော့နောက်တစ်ခုသွားကြည့်မယ်နာနဲ့အာနဲ့ပေါင်းတော့နာနဲ့ယာနဲ့ပေါင်းတော့ညာပေါ့နော်နာနဲ့အောနဲ့ပေါင်းတော့နောနာနဲ့ယောနဲ့ပေါင်းတော့ညောနာနဲ့အိုနဲ့ပေါင်းရင်နူနာနဲ့ယူနဲ့ပေါင်းရင်ညိုရပ်ပဲ့တန်လေးထည့်ရတယ်ပေါ့နော်ညိုနာနဲ့ဦးနဲ့ပေါင်းရင်နူနာနဲ့ယူနဲ့ပေါင်းရင်ညူနာနဲ့နဲ့ပေါင်းရင်နနာနဲ့အီနဲ့ပေါင်းရင်နီပြန်ပြောကြည့်အောင်နာညာနောညောနိုညိုနူညူနနီအဲ့တော့တချို့စကားလုံးတွေပေါင်းလို့ရပြီဒါဆိုရင်နာငါနာအာအီနာအီအသက်နာအာနာဒါရာအဲ့တော့နာရာနာအီနာရာဟုတ်ပြီလားအဲ့တော့နောက်တစ်ခုတော့မယ်အဲ့တော့ဒါနဲ့ပေါ့နော်အဲ့တော့ဒါယာတီယာဒါအော်တော့ဒါယောတီယောဒါအိုတိုဒါယိုဒူဒါဥတူဒါယူဒူဒါဒဒါအီဒီနော်ဒီလိုစကားလုံးညာမရှိဘူးနော်ဒါပေမဲ့ဒါဒီတိုင်းပဲပေါင်းကြည့်တာအဲ့တော့ဒါဂျာဒေါ်ကျော်ဒိုဂျူဒူဂျူဒဒီအဲ့တော့ဒါရာအီရီဒါရီခြေထောက်ကလည်းပြောရဲဒါမှမဟုတ်တရားကိုလည်းဒါရီလို့ခေါ်ပါနော်နောက်တစ်ခုကရာနဲ့ပေါ့နော်ရာဒါအီဒီရာဒီဒါအာဒါဒီအိုဆိုအိုရာဒီယိုနော်ရေဒီယိုခေါ်တာပါနောက်တစ်ခုနော်ရာအာရာယာရာအောရောရာယောရာအိုရိုရာယိုရာဦးရာယူရာရာအီရီရာတန်ထွက်လို့လာတန်လည်းထွက်ရပဲတော့လာယာလျာလာအော်လောလာယောလျောလာအိုလိုလာယူလျိုလာဦးလူလာယူလျိုလာလေလာအီလီပြောကြည့်ရမယ်ဆိုရင်လာလျာလောလျောလိုလျိုလူလျူလေလီအဲ့တော့ဒီဘက်ကစလုံးပေါင်းကြည့်မယ်ဆိုရင်ဒါအိုဒိုရာအိုရိုဒိုရိုလမ်းမကြီးကိုပြောတာပေါ့နော်မိန်လမ်းမကြီးနောက်တစ်ခုကဟာရာဦးရူဟာရူအတနေ့ပေါ့နော်နေ့တစ်နေ့ပေါ့နော်နောက်တစ်ခုကကျတော့ဒါတော့စာအိုဆိုရာအီရီဆိုရီအတန်အောင်ပြောတာပါနော်ပြောကြည့်မယ်ရာရောလျောရိုရူရီဒိုရိုဟာရူဆိုရီနောက်တစ်ခုတက်ကြည့်မနော်ဒါဒီမာယာမြာမာနဲ့အော်နဲ့ဆိုမောမာနဲ့ယောနဲ့ဆိုမြောမာနဲ့အိုဆိုရင်မိုမာနဲ့ယူဆိုတော့မျိုးမူမူမယူ
mew ma m ma i me ပြန်ပြောကြည့်အောင်မာမြာမောမျောမိုးမျိုးမူမြူမမီဒါကိုပေါင်းကြည့်မယ်နော်ဒါဘာတန်ဘာနဲ့ဦးနဲ့ပေါင်းတော့ဘူးမအိုမို့ဘူးမို့ဘူးမို့မိဘကိုခေါ်တာနော်နောက်တစ်ခုဒါနာဆိုတာနာနဲ့အာနဲ့ပေါင်းရင်နာမနဲ့ဦးနဲ့ပေါင်းတော့မူနာမူတစ်ပေမနဲ့အောနဲ့ပေါင်းတော့မောရာနဲ့အင်းနဲ့ပေါင်းတော့ရီမောရီဦးကောင်ခေါင်းကိုပြောနော်စပီယုံလည်းပြောပါရဲ့အဲ့တော့ဦးမို့နာမူမော်ဒီနောက်တစ်ခုတက်ကြည့်မယ်နော်ဒါဒီဘာအာဘာယာပြာဘာအောဘောဘာယောပြောဘာအိုဘူဘာယူဖြူဘာအိုဘူဘာယူဖြူဘာဘာအီဘီကြောင့်ဘာပြာဘောပြောဘူဖြူဘူဖြူဘီအဲ့တော့ဒါဆိုရင်ဘာနဲ့အောနဲ့ပေါင်းတာဆိုဘောစာနဲ့နဲ့ဆိုဘော့ဘတ်စကာနော်နောက်တစ်ခုဒါဒီဒါဦးဒူမဦးဘာဦးဘူးဒူဘူးတိုဖူခေါ်ပါနော်နောက်တစ်ခုကဘာနဲ့အင်းနဲ့ဆိုဘီမို့ခေါ်အဲ့တော့ဘော့ဒူဘူးဘီနောက်တစ်ခုဒီမှာစာတန်လဲထွက်တော့ဒီဟာဒီရှာတန်လဲထွက်တယ်ပေါ့နော်အဲ့တော့စာအားစာယာရှာစာအောဆောစာယောရှောစာအိုဆူစာယူရှိုစာဦးဆူစာယူရှူစာစစာအီရှိပါတော့အဲ့ဒီမှာဆိုရင်စာဦးပြန်ပြောကြည့်မယ်ဆိုရင်စာရှာဆောရှောဆိုရှိုဆူရှူစရှိနော်အဲ့တော့စာဦးဆိုနွားအဲ့တော့ခုနကိုကီအသားဆိုရင်ဆိုကိုကီဆိုရင်ဒါဒီအမဲသားကိုပြောတာပေါ့နော်နောက်တစ်ခုဂျာဦးဂျူစာဂျူစဖြော်ရီဂျူစဖြော်ရီနော်နောက်တစ်ခုကဒါအာဒါစာအီရှိထားရှိဟာရခနော်ဆိုဂျူစထားရှိနောက်တစ်ခုတက်ကြည့်မယ်ဒါကတော့ဒီအာရအော်ရောတတ်မဲ့ထက်ပေါ့နော်ခုနအရှိမတင်ခဲ့တယ်လို့ပဲဟာလိုမျိုးသူဒီဒီလေအဲ့လိုအတန်weak ဖြစ်တဲ့အတန်ပေါ့နော်အာနေအတန်ဆိုဒါဒီအာယာအောယောအိုယိုဦးယူအီအာယာအောယောအိုယိုဦးယူအီအဲ့ဒီမှာဆိုရင်အာဘာအောဘောဂျာအီဂျီအာဘောဂျီအဖေခေါ်အာဘောဂျီနောက်တစ်ခုကအာအောမအောမောနာအီနီအော်မောနီဒီကအာဘောဂျီနော်နောက်တစ်ခုဒါကကျတော့အော်မောနီအာမောနီမဟုတ်ဘူးနော်အော်မောနီဒါတွေကအော်နေတယ်တွားသူကအာဘောဂျီနောက်တစ်ခုကအာဦးအာယူဦးယူနွားနုနောက်ပြန်ပြောကြည့်အောင်အာဘောဂျီအော်မောနီဦးယူနောက်တစ်ခုတက်ကြည့်မလားဂျာအာဂျာယာဂျာအောဂျောဂျာယောဂျောဂျာဦးဂျူဂျာယိုဂျူဂျာဦးဂျူဂျာယူဂျူဂျာဂျီဂျာအီဂျီအဲ့တော့ဂျာဂျာဂျောဂျောဂျူ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 ဂျီဂျီဂျာအောဆိုဂျောကျွန်တော်ပေါ့နော်ဂျောအဲ့လိုမျိုးစာအိုဆိုဂျာဦးဂျူဆိုဂျူအရက်ကိုခေါ်တာပေါ့နော်ဂျာအီချီဂျာဂျီချီဂျcheese ကိုပြောတာပေါ့နော် cheese ကိုပြောတာပါအဲ့တော့ဂျောဆိုဂျူချီဂျဒါချတာနဲ့ချီဂျတန်တူနော်ချီဂျနောက်တစ်ခုတက်ကြည့်မယ်ချအာချယာချအောချောချယောချောချချူချယူချူချဦးချူချယူချူချချအီချီချာချာချောချောချူချူချချီအဲ့ချာကာဒါမွေလက်ဖိတ်ပေါ့နော်ချာမရှိလဲလက်ဖိတ်တောင်းလာထီတောင်းမရင်လက်ဖိတ်တောင်းလာပေါ့နော်အဲ့ချာကိုလဲကားကိုလဲဂျာသုံးချာကားလို့ခေါ်ပေါ့နော်အဲ့ချာနဲ့တူတူပဲအဲ့တော့နောက်တစ်ခုကကားကိုချာဦးချူကိုချူမယုတ်တီနောက်တစ်ခုကကျတော့ချာချီမာချီမာစကအဲ့တော့차, 고추, 치마
နောက်တစ်ခုတမယ်အဲ့ဆိုရင်ခအာခါခယာခါခအောခောခယောခောခဥခုခယိုခိုခဥဖူခယူကျူခခခဤခီပြောကြည့်မယ်ခါခါခောခောခိုကျိုခုကျူခခီအဲ့တော့ခိုနှခေါင်းကော်ဖီခါအောခောဖာဤဖီကော်ဖီcoffee ကိုပြောရနော်နောက်တစ်ခုကခါဤခီအရက်အဲ့တော့ခို coffee ခီအရက်ပြန်ကြည့်နော်ထထအထာထရထထအောထောထယောထောထအိုထိုထယုထူထဥသူထယုထူထအထထဤတီထထထောထောအိုထူထူထူထတီဒါရဲ့အတန်တော့ကမရှိတဲ့စကားလုံးတွေလည်းရှိရပါတော့အဲ့တော့ထာဒါအားဒါထာတာစီးရရင်းနေစီးရဘယ်လိုဆိုရဲဆိုရင်လေယာဉ်မြန်စီးရကားစီးရစပိန်စီးရတာဆိုထာတာပါနော်အဲ့ဒါကထာဂျာဂါဤကီထာဂျာကီလက်နှိပ်စက်ကိုပြောတာပေါ့နော်โอเคနောက်တစ်ခုတော့မယ်ဖအားဖယာဖျာဖအောဖောဖယောဖြောဖအိုဖူဖယိုဖြိုဖအိုဖူဖယူဖြူဖဖဤဖီအဲ့တော့ဖဖြာဖောဖြောဖိုဖြိုဖူဖြူဖဖီပေါင်းကြည့်မယ်ဆိုဖအိုဖိုဒါအိုတိုအိုတိုစပစ်တီဖယိုဖြိုလက်မဖဤဖီတွေ့ဖိုတိုဖြိုဖီအခုတကြည့်မယ်နော်ဟာအာဟာဟာယာဟျာဟာအောဟောဟာယောဟျောဟာအိုဟူဟာယူဟျိုဟာအိုဖူဟာယူဟျူဟာဟဟာဤဟီဟာဟျာဟောဟျောဟိုဟျိုဖူဟျူဟဟီအဲ့တော့ဟာအာဟာနာအနာဟာနာတဲ့ကနန်တဲ့ပေါ့နော်ဟာယောဟျောရှာဟာယူဟျူဂျာဤဂျီဟျူဂျီတီရှူအဲ့တော့ဟာနာဟျောဟျူဂျီတီရှူနော်အဲ့တော့ဒီငန်းစာလေးကတော့ဒီထိပါပဲ like share subscribe လုပ်ထားဝင်မင်းနဲ့နော်ကျေးဇူးတင်ပါတယ်ခမ်းစားမိတာ